ဒေါ်ကြီးဖြစ်သူကတူတူမကိုအတင်းဆွဲခေါ်လာပြီးဒီနေ့တော့နင်ငါစကားကိုနားထောင်ရမယ်လို့ပြောပါတယ်။ပေါက်စီရောက်နေတဲ့ချက်ကဒါကိုမြင်သွားပါတယ်။ဒေါ်ကြီးကဒီနေ့နင်ကိုသားတတမအိုကြီးချမ်းနဲ့လက်ထပ်ရမယ်လို့အတင်းကျပ်ခေါ်သွားရတူမဖြစ်သူကဒေါ်ကြီးသမီးလက်မထက်ချင်ဘူးလို့ငိုပြီးပြောပါတယ်။ဒေါ်ကြီးကဆက်ပြီးနားထောင်ဆန်းအဲ့ဒီသားတတမကြီးကအရန်ချမ်းသာတာလက်ထပ်ပြီးရင်အိမ်ကြီးအိမ်ကောင်းနဲ့နေရပြီးနေတိုင်းအသားစားရမှာတိလားသူကနေတိုင်းကားကြီးနဲ့လာပါ။မြန်လုံးနောက်ကြရင်မင်္ဂလာချိန်လွတ်သွားလိမ့်မယ်လို့ပြောပေမဲ့ဘဲလာကတော့ညှင်းဆန်နေတော့မှာပဲ။ဒါကိုမြင်တော့ချက်ကအပြေးလွှားရောက်လာပြီးဒေါ်ကြီးဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်ဘဲလာကအကိုချက်သမီးကိုကယ်ပါဦးဆိုပြီးကျဲရဲ့နောက်မှာဝင်ပုံးပါတယ်ဒေါ်ကြီးကချက်နင်ဝင်မပါနဲ့သူကသားသက်သမားကျန်းနဲ့လက်ထက်ရမှာလို့ပြောပါတယ်ဘဲလာကဒေါ်ကြီးသမီးကိုဒီလိုအတင်းအကျပ်လက်ထက်ခိုင်းလို့မရဘူးလေလို့ပြောတော့ချက်ကဒေါ်ကြီးဘဲလာကအခုမှ18နှစ်ပဲရှိသေးတာဟိုလူကအသက်40ကျော်နေပြီလေဘယ်လိုလုပ်အတင်းပေးစားလို့ရမှာလဲလို့ဝင်ပြောပါတယ်ဒေါ်ကြီးကအသက်ကြီးတော့ဘာဖြစ်လဲချမ်းကြီးကလူကိုတကယ်ဂီးဆိုင်တက်တာသူကငါ့ကိုတောင်ရွမ်1000ပေးမယ်လို့ကတိပေးထားတာအဲ့ဒီပတ်စံကိုငါကဘာလို့အဆုံးရှုံးခံရမှာလဲလို့ပြောပြီးဘဲလာဘက်လက်ကနင်ကမိဘမဲဖြစ်နေတာကိုငါတယောက်တည်းကျွေးမွေးပြုစုလာတာအခုကနင်ကကျေးဇူးကိုဆက်ရမယ့်အချိန်ပဲလို့ပြောပါတယ်ဘဲလာကဒေါ်ကြီးသမီးကောလိပ်ပြီးလို့အလုပ်ရရင်ပတ်စံရှာပြီးကျေးဇူးဆက်ပါမယ်လို့ပြန်ဖြေပါတယ်ဒေါ်ကြီးကနင်ကမိန်းကလေးပဲဘဲတက်ကတူတက်မှလဲចောင်းလာခရောရှိလို့လားငါ့ကိုပေးခိုင်းမလို့လားမဖြစ်နိုင်တာလို့ပြောပြီးဘဲလာကိုအတင်းဆွဲခေါ်ဖို့ကြိုးစားပါတယ်အဲ့ဒီခါချက်ကတားလိုက်ပြီးဒေါ်ကြီးသားသက်သမားက1000ပဲပေးမယ်လို့ကတိပေးတာမဟုတ်လားလို့ပြောကအိတ်ထဲကပတ်စံထုတ်ပြီးတော့အခု1000ယူလိုက်ပြီးတော့ဒီမင်္ဂလာဆောင်အစီအစဉ်ကိုရက်လိုက်တော့လို့ပြောပါတယ်ဒေါ်ကြီးကပြောသွားပြီးဟိုနင်ကပေါက်စီရောက်လာတော့ဒီလောက်ချမ်းသာတာလားကောင်းပြီလေဒါဆိုဘဲလာကနင်နဲ့ပဲလက်ထပ်ပေါ်မင်္ဂလာဆောင်ရင်တော့ငါ့ကိုဖိတ်ဖို့မမေ့နဲ့ဦးလို့ပြောပြီးထွက်သွားပါတယ်သူထွက်သွားတော့ဘဲလာကချက်ကိုကျေးဇူးတင်စကားပြောပါတယ်ချက်ကရပါတယ်ဘဲလာစိတ်မပူနဲ့မင်းငါ့ကိုလက်ထပ်ဖို့မလိုပါဘူးလို့ပြောပါတယ်ဘဲလာကတမိတိပါတယ်ကူညီပေးလို့ကျေးဇူးတင်ပါတယ်အကိုပတ်စံတွေကိုတမိတေချာပေါက်ပြန်ဆက်ပါမယ်လို့ပြောပါတယ်ချက်ကဲဒါဆိုအခုမင်းပါလို့ဖို့စီစဉ်ထားလဲလို့မေးပါတယ်ဘဲလာကတမိလည်းမသိသေးဘူးမြို့ပေါ်တက်ပြီးအလုပ်လုပ်ရမလားပဲဒါပေမဲ့တမိတကယ်ကြောင်းဆက်တက်ချင်တယ်အခုတက္ကသိုလ်ဝင်ခွင့်ရထားတယ်လို့ပြောပြီးဝင်ခွင့်စာကိုထုတ်ပြပါတယ်ချက်ကကြည့်ပြီးအံ့ဩသွားပါတယ်ချင်းပေတက္ကသိုလ်ဟုတ်လားဘူးဘဲလာမင်းတကယ်တော်တာပဲလို့ချစ်ကျူးပါတယ်ဘဲလာကဝမ်းနေစွာနဲ့ဘာများတော်လို့လဲအကိုရဲ့ចောင်းလာခတောင်ပေးနိုင်မှာမလားမသိဘူးဒါပေမဲ့တမိစူးစမ်းပြီးចောင်းပြီးအောင်တက်ပါမယ်လို့ပြောပါတယ်ချက်ကရပါတယ်ဘဲလာကြည်စံအကိုကပေါက်စီလုပ်ဖို့နေတိုင်းမနက်3နာရီကလေးကထားခဲ့တာပတ်စံတွေအများကြီးစုထားပါတယ်ဒီကက်ထဲမှာရွမ်4000ရှိတယ်ဒါအကိုရဲ့အနာဂတ်အတွက်စုထားတာတော့ဒါကိုယူပြီးចောင်းလက်ခသွားသွင်းလိုက်လို့ပြောပါတယ်ဘဲလာကညင်းပေမဲ့ချက်ကယူထားစမ်းပါငါတို့ကအတူတူကြီးပြင်းလာတာလေအကိုကပညာမတက်လို့ပေါက်စီပဲရောင်းနိုင်တာမင်းကတော်တဲ့တက္ကသိုလ်တက်ရမှာပညာကသာမင်းရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်မှာမင်းကြောင်းတက်ရမယ်လို့တိုက်တွန်းပါတယ်ဘဲလာကအကိုသမီးလက်လျှော့ခြင်းတဲ့အချိန်တိုင်းအကိုပြောတဲ့စကားကိုတတိယပါမယ်ပညာကသာကံကြမ္မာကိုပြောင်းလဲနိုင်တယ်ဆိုတာကိုပေါ့အကိုကျေးဇူးကိုသမီးဘယ်လိုဆက်ရမလဲလို့ပြောပါတယ်ချက်ကဘာတွေအားနာနေတာလဲရော့လမ်းစရိတ်အတွက်ဒီမှာမုတ်ဘိုးလေးလဲယူသွားဦးចောင်းသွားအတော့နော်လို့ပြောပါတယ်ဘဲလာကဟုတ်ကဲ့အကိုသမီးသွားတော့မယ်နော်လို့ပြောပြီးထွက်သွားပါတယ်လမ်းဝါကနေပြန်လှည့်ပြီးအကိုချက်သမီးတေချာပေါက်ပြန်လာခဲ့ပါမယ်လို့ကတိပေးခဲ့ပါတယ်အချိန်တွေကြာသွားပြီးနောက်ဘဲလာဟာအောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာပါတယ်သူကျက်ရဲ့ဆိုင်ကိုပြန်လာပြီးလူတစ်ယောက်ကိုကျက်ဒီမှာအလုပ်လုပ်နေတော့လားလို့မေးပါတယ်အဲ့ဒီလူကကျက်ဝေကိုပြောတာလားလို့မေးတော့ဘဲလာကခေါင်းညှိပြပါတယ်အဲ့ဒီလူကသူဒီမှာပေါက်စီရောက်လာကြပါပြီလွန်ခဲ့တဲ့10နှစ်ကသူစုထားသမျှပတ်စံတွေအကုန်လုံးကိုသူ့ငယ်တငယ်ချင်းကြောင်းတက်ဖို့ပေးလိုက်ရလို့ဆိုင်လက်ခမပေးနိုင်တော့ပဲထွက်သွားခဲ့ရတာလို့ပြောပြပါတယ်ဒါကိုကြားလိုက်ရတဲ့အခါဘဲလာကအရန်ကိုစိတ်မကောင်းဖြစ်သွားပါတော့တယ်ကြည့်ရှုသူပြိတ္တကြီးရေဘဲလာဟာဂျက်နဲ့ပြန်ဆုံပြီးကျေးဇူးဆက်ခွင့်ရပါမလားနောက်ထပ်အပိုင်းကိုသိချင်ရင်တော့အောက်မှာဖွားနှစ်လို့မှတ်ချက်ပေးခဲ့ကြပါဦးနော်